ဒါအင်ဂျင်ပင်ကြီးလေအင်ဂျင်ပင်အရင်ပန်းနေပွင့်တော့ပွင့်ဒီဘက်မှာဒီမှာတွေ့လားအင်ဂျင်ပန်းမိုးတွေတောင်ချိန်လာဒါလေဒီဘက်ကဒါတွေဖြိုချမှာဖြိုချပြီးတော့ဒီဘက်မှာအခုတန်နိုင်ပုံတွေရိုက်ဟိုဘက်မှာရိုက်ပြီးဒါတွေဖြိုချပြီးတော့ဟိုဘက်ကနေဆွဲချမှာဟိုဘက်မှာခြေတော်ရဒီဘက်မှာဖျားခြေတော်ရဒီမှာဒါတွေဖြစ်ချဒီလားဒါဒီအဆောင်ကြီးတွေဖြိုပြီးတော့မှလူအရှိလိုက်ဒိုင်းနေနဲ့ဆွဲချဒါလက်ကျရှိစီဝင်နဲ့ပြောရှင်းမတွေ့ဘူးနားလေရှင်းနေဘုံလို့ရိုက်နေကိုဘက်တည်းလောက်သမားတွေစောင့်ဝင်လာဘက်ကဘီလက်မီဒီမှာလေဒီမှာအတန်နိုင်တွေပုံးတွေရိုက်မှာလက်ဖက်ချမ်းတွေ့လားဒီမှာဘယ်ရီဒီဘက်တွေလျှောက်ပြမယ်ဗျာဒီဘက်မှာလက်ကလေးလှေစီးနေတွေ့လားလက်ကလေးတွေလှေစီးနေတယ်ဝါးလေးတွေပေါ်မှာတက်နေကစီရီဒီဘက်ကိုတော်တော်ပတ်တယ်တော်တော်ဝေးတယ်အာဥဘာလို့နာလဲအာဥရေဘယ်လာအာဥဟေးကြောက်တာဒီဘက်မှာငကြုံဖျားရှိဟေးဖျားဝင်နဲ့မဝင်အောင်သွားညက်ပတ်ကုန်လိမ့်မယ်ငကြုံဖျားကြီးပါဒီဘက်မှာဘက်ကရှင်လူလေးနဲ့မနစ်တော့လှူထားတဲ့ဟာလေဒီလားအမိုးတန်တိုင်းအမိုးတွေပြန်လှုပ်ထားတဲ့ဟာမိုးရတော့ရေတွေတော်တော်များနေဒီလား
ဒီတပတ်ပတ်မယ်ဗျာနော်တပတ်ပတ်ဖျားဝုန်းတပတ်ပတ်မယ်ဗျာမနေ့တော့ YouTube နဲ့ TikTok မှာဖျားစာရွတ်တင်ထားရနော်အဲ့ဒီမှာဟိုဘက်မှာငါးကြီးအကြီးပဲကျန်အဲ့ဒီမှာအန်တီမတံပြန်မန္တရာကြီးရယ်နမင်းကြီးလေးပါးကာတာရယ်နော်တချို့ကတော့အဲ့ဒါတွေတော်တော်မနေ့ကတော်တော်အဆင်ပြေကြတယ်နော်ဖျားရယ်နမင်းကြီးလေးပါးရယ်နော်တံပြန်နော်မကောင်းတဲ့အတိုက်ခိုက်နောက်ရှစ်တွေကိုတံပြန်စီနိုင်တဲ့အန်တီမတံပြန်မန္တရာကြီးနော်မနေ့ကပူဇော်ပြတဲ့ဟာမှာနော်ဒီဘက်တွေကျတော့တောတွေများရှင်းသူလေးနဲ့ဒီကဒါဒီဘက်ချမ်းနေမြင်ရဘယ်မှာလက်တွေရှိတယ်အများကြီးသူဟိုအများကြီးလက်တွေလို့ကျင်းလက်တွေဥရင်ဒီဘက်မှာဥတာအဲ့ဒီမှာဥတာများလက်တွေဥလို့အဲ့ဆိုတစ်ပတ်ပြည့်တော့မှာပဲဗျာဟိုဘက်ရလို့ရှိရင်နော်တစ်ပတ်ပြည့်တော့မယ်ဒီလိုရလို့ရှိရင်အုံဒီတွေဒီမှာအုံဒီတွေဟိုဘက်ပင်မှာအများကြီးပဲအုံဒီတွေခိုင်းလိုက်ကြည့်တယ်အုံဒီပြမယ်အုံဒီတွေ့လားအခိုင်လိုက်ကြည့်အုံဒီဇုံးနဲ့နည်းနည်းလေးဆွဲပြမယ်အုံဒီဒါအုံဒီတဲ့မှတ်ထားအုံဒီအုံမေမတီးတဲ့အုံဒီတဲ့ဒီဘက်မှာတိတိလေးတွေတွေ့ဒီဘက်မှာတော့တော်တော်ကြီးတယ်ဒီဘက်ကနေမြင်ရတယ်ဒီတွေ့လားအုံဒီတွေတွေ့လား